တယောကိုတရခံကဘလို့လဲခဲ့တာတယောကနေတဆင့်ဘလို့အစိတ်ခတ်ခဲ့တာမှုခင်းဆရာဝန်ရဲ့စစ်စစ်ချက်အရာတည်ဆုံးရတဲ့အဓိကအကြောင်းရင်းကအသက်ရှူလမ်းကြောင်းကနေတဆင့်အစိတ်မိတာနောက်ဘယ်အချမ်းဥကောင်းတဲ့သပင်တို့မှာအစိတ်အမုံမွားတွေကက်ရှိနေတာရဲ့အဝိအစားမှာလည်းအစိတ်အကျွတ်တွေးရှိရတာအပြင်တည်ဆုံးသူရဲ့ညာဘက်လက်မှာလည်းအစိတ်နဲ့ထိတွေ့ထားတယ်လို့မှတ်တမ်းရေးသွင်းထားတယ်ဆိုတော့ဖြစ်နိုင်ကြီးအရာတရခံကအစိတ်ကိုတည်ဆုံးသူရဲ့ခန္ဓာကိုယ်အနီးကပ်ဆုံးအထိအရောက်ပို့နိုင်ခဲ့တယ်လို့ဆိုရမယ် live ထုတ်လွှင့်မှုမှတ်တမ်းဗီဒီယိုအရတည်ဆုံးသူကစင်ပေါ်မှာတိခတ်နေတာကလည်းမိနစ်40လောက်ထိဘာထူးခြားမှုမှမမြင်တွေ့ခဲ့ရတယ်လို့ပိတ်သက်တဲ့ကလည်းစင်ပေါ်တက်ပန်းစည်းပေးတာမျိုးကလည်းရှိမနေဘူးဒါအပြင်ထူးဆန်းနေတာကတည်ဆုံးသူရဲ့တရောမှာကြတော့ဘာအစိတ်မှမတွေ့ရပြန်ဘူးဒီလောက်အနီးကပ်ကင်တွယ်တိခတ်နေတဲ့တရောမှာဘာအစိတ်မှမကြံရှိဘူးဆိုတော့မဖြစ်နိုင်ဘူးဒါကြောင့်လက်ရှိတက်တည်အဖြစ်သိသိထားတဲ့တရောကတည်ဆုံးသူတိခတ်နေခဲ့တဲ့တရောမဖြစ်နိုင်ဘူးလို့တန်တရားဝင်မိအဲ့ဒီတော့အောင်ရီရိုက်ကူးရေးအဖွဲ့စီကအခင်းဖြစ်တဲ့ညကရိုက်ကူးထားတဲ့ကင်မရာတွေရဲ့ရိုက်ကူးရေးဗီဒီယိုဖိုင် data အကုန်လုံးကိုတောင်းယူပြီးအဲ့ဒီတဲကနေပဲထူးခြားဖြစ်စဉ်ရှိမရှိရှာကြည့်ကြတာပေါ့လို့ရဲအုံမောင်ကပြောလိုက်ပါရဲအုံမောင်တို့နှစ်ယောက်ကတော့ရိုက်ကူးရေးအဖွဲ့စီကရယူထားတဲ့ဗီဒီယိုဖိုင်တွေကိုအထက်ထက်ပညာလုံးကြည့်ပြီးရှာဖွေခဲ့ကြပါတမဲတန်စင်